ဂျပန်ရဲ့နျူကလ িয়ার သမိုင်းဟာကမ္ဘာနိုင်ငံတွေထဲမှာအထူးသဖြင့်ထူးခြားနေပါတယ်1945ခုနှစ်ဩဂုတ်လမှာအမေရိကန်ကဟီရိုရှီမာနဲ့နာဂါဆာကီမြို့တွေမှာနျူကလ িয়ার ဘုံကြီးတွေကျဲချခဲ့ပြီးလူနှစ်သိန်းကျော်သေဆုံးခဲ့ပါတယ်ဒီအဖြစ်အပျက်ကြောင့်ဂျပန်မှာနျူကလ িয়ার ကိုစန့်ကျင်တဲ့အမြင်အလွန်ပြင်းထန်လာခဲ့ပြီးနိုင်ငံရေးနဲ့စွမ်းရည်မူဝါဒတွေကိုဆက်လက်သက်ရောက်စေခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ပြီးနောက်ဂျပန်ကနျူကလ িয়ার အသုံးပြုခြင်းနဲ့ထုတ်လုပ်ခြင်းတွေကိုခွင့်မပြုတဲ့မူဝါဒကိုချမှတ်ခဲ့ပါတယ်ဂျပန်ရဲ့လုံခြုံရေးကိုအမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးကကာကွယ်ပေးခဲ့ကအမေရိကန်ရဲ့နျူကလ িয়ার အပေါ်အားကိုးပြီးဂျပန်ကကိုယ့်အတွက်နျူကလ িয়ার လက်နက်မဖန်တီးပဲစီးပွားရေးအတွက်စွမ်းရည်ထုတ်လုပ်ရေးအနေနဲ့သာနျူကလ িয়ার ကိုအသုံးချခဲ့ပါတယ်1990နဲ့1980နှစ်တွေမှာဂျပန်ရဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအများစုကိုနျူကလ িয়ার စက်ရုံတွေကထောက်ပံ့ခဲ့ပါတယ်ဒါပေမဲ့2011ခုနှစ်မှာဖြစ်ခဲ့တဲ့ငလျင်နဲ့ဆူနာမီကြောင့်ဖူကူရှီမာဒေါင်ဂျီဒေသမှာတည်ရှိတဲ့နျူကလ িয়ার စက်ရုံကိုထိခိုက်ခဲ့တဲ့အဖြစ်အပျက်ကလူထုအတွင်းစိုးရိမ်မှုများမြင့်တက်လာပါတယ်စက်ရုံတွေကိုပိတ်လိုက်ပြီးဝန်ကြီးချုပ်နာအူတိုကန်ကဂျပန်ကိုနျူကလ িয়ার ကင်းတဲ့နိုင်ငံအဖြစ်ပြောင်းသွားဖို့ကြေညာခဲ့ပါတယ်နောက်ပိုင်းရှင်ဇိုအာဘေးကစွမ်းရည်လုံခြုံရေးအတွက်နျူကလ িয়ার ကိုပြန်စတင်ဖို့အရေးကြီးရလို့ဆိုပြီးစက်ရုံတွေကိုလုံခြုံရေးစည်းမျဉ်းတင်နဲ့ပြန်ဖွင့်ခဲ့ပါတယ်နျူကလ িয়ার မူဝါဒဟာဂျပန်ရဲ့တက်လာတဲ့ဝန်ကြီးချုပ်တွေပေါ်မူတည်ပြီးပြောင်းလဲခဲ့ပါတယ်နာအူတိုကန်ကနျူကလ িয়ার ကင်းတဲ့အနာဂတ်ကိုအားပေးခဲ့တော့လဲရှင်ဇိုအဘေးကစွမ်းရည်အတွက်ပြန်စတင်ဖို့အရေးကြီးရလို့ဆိုခဲ့ပါတယ်နောက်ပိုင်းဖူမီယိုကီရှာရာကလုံခြုံရေးနဲ့စွမ်းရည်လိုအပ်ချက်ကိုညှိနှိုင်းဖို့အာရုံစိုက်ခဲ့ပြီး2025ခုနှစ်မှာတက်လာတဲ့ဝန်ကြီးချုပ်ဇာနိတာကိုင်ဂျီကနျူကလ িয়ার စက်ရုံတွေကိုပြန်ဖွင့်ဖို့တာမကနျူကလ িয়ার နည်းပညာအသစ်တွေဖြူရှင်စွမ်းအင်အထိထုတ်လုပ်ရန်အားပေးခဲ့ပါတယ်ဂျပန်နိုင်ငံဟာယနေ့အချိန်မှာတရုတ်နဲ့မြောက်ကိုရီးယားနဲ့စစ်ရေးဆိုင်ရာတင်းမာမှုတွေကြောင့်ဂျပန်လွှတ်တော်တွင်နျူကလ িয়ার အပေါ်ဆွေးနွေးမှုများပြန်လည်တက်ကြွလာပါတယ်အချို့ကဂျပန်ကိုယ်တိုင်နျူကလ িয়ার ကိုကာကွယ်ရေးအတွက်ထုတ်လုပ်နေတယ်လို့ဆိုတော့လေအချို့ကနျူကလ িয়ার ကင်းစင်ရေးမူဝါဒကိုဆက်လက်ထိန်းသိမ်းတင်တယ်လို့ဆိုပါတယ်အမေရိကန်ဂျပန်မဟာမိတ်ကအဓိကအခန်းကဏ္ဍမှာပါဝင်နေစေဖြစ်ပြီးအမေရိကန်ကဂျပန်ကိုလုံခြုံရေးအတွက်ကာကွယ်ပေးတယ်လို့စွမ်းရည်အတွက်နျူကလ িয়ার ကိုပြန်သုံးချဖို့လဲအားပေးနေပါတယ်2025ခုနှစ်မှာဂျပန်ကကမ္ဘာအကြီးဆုံးနျူကလ িয়ার စက်ရုံဖြစ်တဲ့ကာစီဝါဇာကီကာရီဝါစက်ရုံလိုမျိုးစက်ရုံတွေကိုအစိပ်ပိုင်းနဲ့ငယ်ပြန်ဖွင့်ခဲ့ပါတယ်အစိုးရကနျူကလ িয়ার စွမ်းအင်ဟာကာဗွန်လျှော့ချရေးနဲ့စွမ်းအင်လုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုပါတယ်ထို့အပြင်ဂျပန်ကနျူကလ িয়ার လုံခြုံရေးနဲ့တဘာဝဘေးအားဒရယ်စီမံခန့်ခွဲရေးအတွက်ကမ္ဘာခေါင်းဆောင်အဖြစ်ရပ်တည်ဖို့ကြိုးပမ်းနေပါတယ်2025ခုနှစ်နိုဝင်ဘာလနောက်ပိုင်းမှာတော့ဂျပန်နဲ့တရုတ်ရဲ့ဆက်ဆံရေးဟာတင်းမာမှုမြင့်တက်ခဲ့ပါတယ်ဂျပန်ဝန်ကြီးချုပ်ဇာနိတာကိုင်ဂျီကပါလီမန်ထဲမေးခွန်းပြောနေချိန်မှာတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်အတွက်အသက်အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်သတ်မှတ်နိုင်ပြီးဂျပန်အနေနဲ့ကာကွယ်ရေးအတွက်လှုံ့ဆော်မှုတွေလုပ်နိုင်မယ်လို့ပြောခဲ့ပါတယ်ဒီအကြောင်းအရာကိုတရုတ်ဘက်ကအလွန်မင်းစိတ်မကျေနပ်ဖြစ်ခဲ့ပြီးချက်ချင်းတုံ့ပြန်ခဲ့ပါတယ်ဂျပန်နဲ့ဆက်သွယ်တဲ့လေယာဉ်ပြန်ခရီးစဉ်တွေကိုရှော့ချပြီးခရီးသွားသတိပေးချက်တွေထုတ်ပြန်ခဲ့တယ်လို့ဂျပန်ကိုစီးပွားရေးဖိအားပေးခဲ့ပါတယ်အဝင်အထွက်ခရီးသွားလုပ်ငန်းကျဆင်းသွားပြီးကုန်သွယ်ရေးဆက်ဆံရေးအခက်အခဲတွေပေါ်ပေါက်လာခဲ့တယ်လို့စစ်ရေးဆိုင်ရာတိုက်ခိုက်တဲ့ပြောဆိုမှုများလည်းမြင့်တက်လာခဲ့ပါတယ်ဟီရိုရှီမာနာဂါဆာကီအဖြစ်အပျက်ကနေဖူကူရှီမာအပါနာအိုတိုကန်ရဲ့ငင်းချမ်းရေးအမြင်ကနေရှင်ဇိုအဘေးရဲ့ပြန်လည်စတင်မှုတွေအပါအဝင်ဂျပန်ရဲ့နျူကလ িয়ার သမိုင်းဟာအခဲခက်ဒုက္ခများလည်းရှိခဲ့တယ်လို့နဲ့အကျိုးပြုတာလည်းရှိခဲ့ပါတယ်ဂျပန်ဟာတရုတ်နဲ့တင်မာမှုမြင့်တက်နေပြီးအမေရိကန်မဟာမိတ်ကြောင့်ဂျပန်ဟာနျူကလ িয়ার စွမ်းအင်ကိုပြန်အသုံးချမလားမဟုတ်ရင်နျူကလ িয়ার ကင်းစင်ရေးမူဝါဒကိုဆက်လက်ထိန်းသိမ်းမလားဆိုတဲ့အခြေအနေမှာပဲရှိနေတာဖြစ်ပါတယ်